လူဘဝမှာဘဝပေါင်းများစွာကျင်လည်ခဲ့တဲ့အဲ့ဒီပြမရကနိကတဲ့အနေအထားဘဝတန်တရားမှာဘီလူဘဝပေါင်းများစွာအဲ့ဒီလူသားကိုယတကကချက်ပြီးတော့လဲကတ်လိုက်ရသူရှားဘကိုတင်လိုက်တယ်အဲ့ဒီအသားတုံးတုံးကိုအကျော်ပေါင်း9000တခါတည်းပြန့်ပြီးတော့နှံ့ပြီးတော့စိမ့်သွားတယ်တဲ့အရန်ကြိုက်သွားတယ်ဒါပါလေဘဝဓာတ်ခံရဲ့အနေအထားတွေရဲ့ရိုက်ခတ်မှုလည်းပါတာပေါ့နော်အဲ့ဒါနဲ့သူတိုးတိုးလေးမေးတယ်ဒါဘာသာတုံးပေါ့သူ့ရဲ့မျက်နှာမှာအရန်မှလည်းတုံလှုပ်နေတယ်အဲ့တော့ယတကကလိန်တယ်ဒါအမဲသားပါခါတိုင်းစနေကြအသားပါအဲ့လိုပြောတဲ့အခါကျတော့ဘုရင်ကတန်လျက်ကိုတခါတည်းထဆွဲတယ်မင်းငါ့ကိုမလိန်နဲ့ငါကောင်းကောင်းသိတယ်ပေါ့ငါစားနေကြအသားဟုတ်တယ်မဟုတ်ဘူးဆိုတော့ငါကောင်းကောင်းသိတယ်ဒါကြောင့်မင်းငါ့ကိုမလိန်နဲ့တခါတည်းတန်လျက်နဲ့ထောက်ပြီးတော့မေးတဲ့အခါကျတော့ဘုရင်မင်းနဲ့တက်ရင်လည်းသေရပါလိမ့်မယ်ပေါ့ဒါလူသားပါလူသားလို့လည်းပြောလိုက်ရောဘုရင်ကတခါတည်းမျက်နှာကပြောင်းသွားတယ်ပြောင်းသွားတာကအလိုမကျတဲ့အမူအရာမဟုတ်ဘူးအလိုကျတဲ့အမူအရာတန်လျက်ကိုချပြီးတော့အေးတဲ့ဒီကိစ္စအရေးကြီးတယ်မင်းမစုမှမပြောနဲ့ဒီရှေ့ကိုတဲ့ငါ့ကိုဘယ်အသားမှချက်ပြီးတော့မပေးနဲ့လူသားကြီးချက်ပေးတဲ့